မုံကြစင်ကြီးခရီးအလဲဒေဝဓမ္မိုင်လွတ်လိုက်ပြန်တယ်ရင်ဆိုင်တွေ့စင်ဝေးပဲဝတ်နွယ်စွန်ငံကြွားမြန်းထိပ်ပန်းဘုံကျွဲမုံကြစင်ကြီးခရီးအလဲဒေဝဓမ္မိုင်လွတ်လိုက်ပြန်တယ်ရင်ဆိုင်တွေ့စင်ဝေးပဲဝတ်နွယ်စင်ထိန်စင်ကြောင်းအလောင်းရှိတုံးရှင်ပြည့်စေကလံဝအဆုံးဒေါသထားလို့ပြမသုံးမုံစင်နဲ့တိုက်ဝလိုက်စေဖို့ကြုံစင်ထိန်စင်ကြောင်းအလောင်းဖြစ်တုံးရှင်ပြည့်စေကလံဝအဆုံးဒေါသထားလို့ပြမသုံးမုံစင်နဲ့တိုက်ဝလိုက်စေဖို့ကြုံဟတ္တရောဟောပုရိအသိံပိစေကမုနိမုဒ္ဓမံပိဏာယဝိစရန္တံအတာတေသိင်္ဂနေနဟံဟတ္တရောပုရိအသိံပိစေကမုနိမုဒ္ဓမံပိဏာယဝိစရန္တံအတာတေသိင်္ဂစေနဟံဘေကဝေပရိသလေးပြခြေသားจิตသမီးတို့ဥရေလွန်လေပြီးစွာရှေ့ဘဝခါကာလသမယစီတုံးကအထာရောဟောစင်ထိန်သမားသည်အာသိမ့်ဖြစ်ခဲ့ဘူးလေပြီပိဏာယစွမ်းလုံးကဝိစရန္တံလှဲ့လေတော်မူသောတံပစ္စေကမုနိမုဒ္ဓမံထိုမြတ်သောပစ္စေကဗုဒ္ဓအရှင်သူမြတ်တပါးကိုကစေနဆင်ဖြင့်အာငါဖရာလောင်းဤအတ္တတေသိတိုင်ဝေခဲ့ဘူးလေပြီတကားလို့ဘဂဝါဘုံတော်၆စုအောင်လန်းသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါဇာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးတခုသောဘဝသူများရှိကအခကြေးငွေရှူပြီးတော့ဆင်တွေကိုထိန်းရတဲ့ကြောင်းရတဲ့ဆင်ထိန်းယောက်ျားဖြစ်ဘူးတယ်ဒီကနေ့ခေတ်လည်းရှိပါတယ်တောတွေမှာနွားငှားကြောင်းတာတို့ကျွဲငှားကြောင်းတာတို့ကျွဲကြောင်းသားတို့နွားကြောင်းသားတို့ဆိုတာဘုန်းကြီးတို့ပြည်တိုင်းမရှိဘူးလားအဲ့ဒီလိုပဲဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးတခုသောဘဝမှာဆင်တွေကိုထိန်းကြောင်းရတဲ့ဆင်ထိန်းယောက်ျားဆင်အငှားကြောင်းတဲ့ဆင်ကြောင်းသားဖြစ်ဘူးတယ်ဒီနေ့တော့ဆင်တွေကိုကြောင်းမလို့ဆိုပြီးတော့မြို့ထဲကနေပြီးတော့မြို့ပြင်ကိုမောင်းထုတ်တာအဲ့ဒီလိုမောင်းထုတ်တဲ့အချိန်မှာကန္နာမာရဏတောင်ကနေပြီးတော့ပြည့်စေကဗုဒ္ဓကလည်းပဲဗာရာဏသီရှင်မြို့တော်တဲကိုဆွမ်းငံဝင်တဲ့အချိန်ဆွမ်းငံဝင်တဲ့အချိန်ဆိုတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးကစင်ထိတ်ယောက်ျားကစင်ဥကင်းဘော်ကနေချွန်းဖွင့်ပြီးတော့စင်အုပ်ကြီးမောင်းထွက်လာမောင်းထွက်လာတဲ့အခါကျတော့ပြည့်စေကဗုဒ္ဓကလည်းပဲဆွမ်းငံကြွလာတာလမ်းဝသွားဆုံတဲ့အခါကျတော့စင်မော်ကနေလှမ်းអော်တယ်စေအုပ်ကြီးလွတ်ပါပြီဗျို့လမ်းဖယ်ကြပါလမ်းဖယ်ကြပါလမ်းဖယ်ကြပါနဲ့၃ချိန်တိတိអော်တယ်တဲ့ဘယ်နဲ့ချိန်អော်လဲမရေးတတ်ရင်၃ချိန်တိတိစေဥကင်းထက်ကနေပြီးတော့အတန်ပေးတယ်អော်တယ်ဥကောင်းအောက်ဆိုင်ပြီးတော့ကြွတော်မူလာတဲ့ပိစေကဗုဒ္ဓကကြားပါတယ်
မကြလို့မို့ဒါပေမဲ့လို့တကယ်ရင်ကျေးတဲ့အမျိုးကောင်းသားဆိုရင်ကိုယ်စင်ကိုထိမ့်သိမ့်ပြီးတော့လက်တစ်ဖက်ကကတ်သွားလဲရတာပဲအဲ့လိုမသွားပဲနဲ့သူစင်လဲသူမထိမ့်ဘူးစင်မော်ကနေပြီးတော့ဘုန်းကြီးယဟန်တန်ခါမှမသိဘာမသိညာမသိနဲ့ဘုရားမှမသိပဲနဲ့သူသွားမဲ့ခရီးကိုပဲသူရောက်အောင်မူတည်နေတဲ့အတွက်ကြောင့်မို့လို့သူစင်ကိုသူမသိမ့်ဘူးထိမ့်ပိစိကဗုဒ္ဓကလည်းပဲကြွမြဲတိုင်းကြွလာလမ်းမဖယ်တော့ဘာဖြစ်သွားတော့ဆိုတော့ဘုန်းကြီးတို့ပြေးလိုက်ဒေါသဖြစ်သွားတယ်ဘာဖြစ်သွားလဲဒေါသဆိုတဲ့ကဒေါသဆိုတာကုသိုလ်လားအကုသိုလ်လားအေးအကုသိုလ်ပဲဘုရားလောင်းတော်ကြီးလည်းအကုသိုလ်တွေဖြစ်ဘူးတယ်ဒေါသမထိန်နိုင်တဲ့အတွက်ကြောင့်မို့လို့ဘာနဲ့လို့တုံးလို့ဆိုကဲဒီလောက်တောင်မဖယ်တဲ့ကိုတော့ဆင်နဲ့တိုက်တတ်တာကောင်းတယ်ဟာဆိုပြီးတော့ဆင်ချုံးပွန်ပြီးတော့တခါအတင်းဝင်တိုးတာအတင်းဝင်တိုးတော့ပြည့်စေကဗုဒ္ဓကကိုင်လွတ်ပုံတော့မပေါ်တော့ဘူးဆိုပြီးတော့ပြည့်စေကဗုဒ္ဓကကောင်းငင်ကိုပြန်တက်တာအေးတိုက်သင်္ကန်းဧကတိလျှောပြီးတော့ကျမ်းနေခဲ့တယ်အပေါ်ပိုင်းဝိတ္တာကိုဧကတိလို့ခေါ်တယ်ပေါ်ပိုင်းဝိတ္တာဘာလို့ခေါ်လဲအဲ့ဒီဧကတိပြုတ်ကြပြီးကျမ်းနေခဲ့ပြည့်စေကဗုဒ္ဓကိုမမိလိုက်တဲ့အတွက်ကြောင့်မို့လို့ဆင်နဲ့မထိုးမိလိုက်တဲ့အတွက်ကြောင့်မို့လို့ဒေါသဖြစ်ပြီးတော့အဲ့ဒီကြွကြပြီးတော့ကြံနေခဲ့တဲ့သင်္ကန်းပြည့်စေကဗုဒ္ဓရဲ့သင်္ကန်းကိုဆင်နဲ့တခါတော့ကိုကိုညက်ညက်ကြည့်အောင်နင်းချတာအဲ့ဒီသင်္ကန်းကိုစုပ်ပြတ်သွားအောင်လို့ဆိုပြီးတော့အဲ့လိုနင်းချခဲ့တဲ့ကံတဲ့ဘုန်းကြီးတို့ဘုရားလုံးတော်ကြီးလောက်ခဲ့ဘူးတဲ့သင်္ကန်းဆိုတာပြေးသားများမှတ်ထားအရဟတဇခေါ်တယ်ဘုရားစာရှိတဲ့အရိယာသူတော်ကောင်းကြီးတွေဒီသင်္ကန်းကိုဝတ်ပြီးမှဘုရားဖြစ်ကြရတယ်ဘုရားမဖြစ်ဘဲနဲ့သင်္ကန်းမဟုတ်ဘဲနဲ့ဖြစ်တဲ့ဘုရားလို့တဆူမှမရှိသင်္ကန်းမှာဂုံရှိတယ်သင်္ကန်းမှာဘာရှိသင်္ကန်းမှာဂုံရှိတယ်မယုံမသိမလို့အောင်သင်္ကန်းအဲ့ဒီလောက်ခဲ့တဲ့ကန့်ဟာတည်တဲ့အခါကျတော့ငရဲသွားတယ်တည်တော့ပဲသွားငရဲမှာနှစ်ပေါင်းများစွာဘုန်းကြီးတို့ပြည်သားဘုရားလုံးတော်ကြီးခံခဲ့ရပါတယ်အဲ့ဒီငရဲကလွတ်လာတဲ့အခါကျတော့တေနကမ္မဝိပါကေနဒန္တောနာလာဂိရိကေဇောပရိပစေပုရဝရေဓာရုနောသမှုပါကမိဘေခဝေယံတို့များအိုရှင်သားတို့တေနကမ္မဝိပါကေနထိုအကုသိုလ်ကံရဲ့အကျွင်းကြောင့်ဂိရိပရိပစေပုရဝရေတောင်ကြီးငါလုံးပိတ်ဖုံးကားဖို့ရာဇကြိုခေါ်တဲ့ရွှေမြို့တော်မှာအတန်တော်ဘလို့နည်းနဲ့မှဆုံးမ၍မရင်ကြည်ပေထသောနာလာဂိရိကသောနာလာဂိရိလို့ခေါ်တဲ့ဆင်မြောင်ကြီးသည်ဓာရုနောကြမ်းတမ်းစွာသမုပါကမိငါဖယားရှိရသောတုံဤထိုသား၍လာမယ်လို့ကရောက်ခဲ့ရလေပြီလို့ဘဂဝါဘုန်းတော်၆စုအောင်လန်းသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းအဲ့ဒီကံရဲ့အကျွင်းဟာမြတ်စွာဘုရားဖြစ်တော့ရာဇကြိုးကိုကြွရာဇကြိုးကိုဆုံးခံကြွနလာဂိရိဆင်နဲ့တိုက်တယ်ဘယ်သူကစီမံလမိလွတ်လိုက်တာတုံးလို့ဆိုတော့ဘိန်းတို့ပြေးတိုင်းအသာတတနဲ့ဒေဝဒဘယ်သူနဲ့ရှေ့ဝိဘက်တော်တွေမှာမြတ်စွာဘုရားကိုရှင်ဒေဝဒဟာတေချောင်းကျမ်းတယ်ကိစ္စကုတ်တောင်ပေါ်တက်တဲ့ကြောင်မောင်းဆင်းတယ်လေးသမားတွေလွတ်ပြီးတော့ဘုရားကိုမြားနဲ့ပြစ်တာခိုင်းတယ်မြတ်စွာဘုရားပြိဋိဘံမဆံဘူးကဲနောင်တော်ကြီးဘုရားလောက်ကြံမှုကြီး 2 ကြိမ်တိတိလောက်ကြံတော်လဲပဲမအောင်မြင်ဘူးဘယ်သူကစီမံလမိလွတ်လိုက်တာတုံးလို့ဆိုတော့ဘိန်းတို့ပြေးတိုင်းအသာတတနဲ့ဒေဝဒဘယ်သူနဲ့
ယခု3ချိန်မြောက်ငါကိုယ်တိုင်ပဲလောက်ကြံပဲလူတွေကိုခိုင်းရင်လူတွေကအသိဉာဏ်ရှိတယ်ဂေါရမကအပြောကောင်းတယ်ရုပ်ချောတယ်အဲ့တော့သူ့ရုပ်ကိုကြည်သူ့အတန်နားထောင်ပြီးတော့သူပြောတာကြည်ညိုပြီးတော့ပါကုန်တာပဲအသိဉာဏ်ရှိတဲ့လူကိုမခိုင်းမဲနဲ့အသိဉာဏ်မရှိတဲ့တလိษံကိုပဲငါခိုင်းမယ်လို့ဆိုပြီးတော့ဘိန်းတို့ပြေးတတ်ရဲ့ရှင်ဒေဝဒဟာဘယ်ကိုသွားတုံးလို့ဆိုလို့ရှိရင်အသတ္တတရှိကိုသွားပြီးအကူကြီးထပ်တောင်းတယ်ရှင်နဲ့တော်တဲ့ဝင်သွားရောဝင်သွားပြီးတော့အသတ္တတကိုမေးတယ်သတ္တတတင်ငါကူညီပါဦးငါဖယားတတ်မလို့ဘယ်လိုကူညီပေးရမလဲပြောနန်းတော်ထဲမှာစင်ချမ်းကြီးရှိတယ်နာလာခီရိတဲ့စင်ကြီးနာမည်ကဘာတယ်လဲမရေးတတ်နာလာခီရိတောင်ရှိနီနီဆင်မြောင်ကြီးတဲ့သိကြမ်းထမ်းတာအဲ့ဒီစင်ကြီးကဘုန်းကြီးတို့ပြေးတတ်ရေမတောက်ဘူးအရက်တောက်တယ်ဘာတောက်လဲရေမတောက်ဘူးအရက်တောက်တယ်ဘုန်းကြီးတို့ပြေးတတ်ဘယ်သူမှလည်းထိတ်လို့သိလို့မရလို့နန်းတော်ထဲထုခတ်ပြီးတော့ဒီတိုင်းထားရတာအဲ့ဒီဆင်ကြီးငါလိုချင်တယ်ကွာနောင်တော်ကြီးဘုရားဆုံးခံကြွလာတဲ့အခါမှာလမ်းထဲမှာအဲ့ဒီဆင်ကြီးကိုအရက်မူးအောင်တိုက်ပြီးတော့ငါတတ်ချင်တယ်အဲ့ဒါငါအကူကြီးပေးသားမအောင်လို့ရှင်ဒေဝဒကအဇာတတထံမှာအကူကြီးသွားတောင်းတဲ့အခါကျတော့အဇာတတကမှန်လားပါဗျာခုချက်ချင်းပဲတပည့်တော့အမိန့်တော်မြတ်တတ်မှတ်ပေးပါမယ်ဆိုပြီးတော့ချက်ချင်းပဲဘုန်းကြီးတို့ပြည်သားကြီးစင်ဦးစီးတွေကိုခေါ်လိုက်တာဘယ်သူခေါ်လိုက်လဲစင်ဦးစီးတွေအကုန်ဆင့်ခေါ်လိုက်ချက်ခေါ်လိုက်ပြီးတော့စင်ထိန်တို့မင်းတို့ဟောဒီဆရာဒေဝဒညွန်ကြားပြတာပြောဆိုတဲ့အတိုင်းကိုလောက်ကြရလိမ့်မယ်မနေ့ပြင်ကမနေ့ယဟန်ဂေါတမနဲ့တန်ဃာတော်ဒီသောကံကြွလာတဲ့လမ်းမှာနာလာဂိရိဆင်ကြီးကိုလွတ်ပြီးတော့နင်းတတ်စေလို့အဲ့ဒီမှာချက်ချင်းလက်ငင်းမဲ့ဘုန်းကြီးတို့ပြေးတိုင်းအမိတ်ပေးတယ်အမိတ်ပေးတဲ့အခါကျတော့ခြေတေဝရကဟန်ကြပြီငါတော့ပိုင်ပြီကွဒါနဲ့အမိတ်တော်ရတဲ့အခါကျတော့စင်ထိန်နေနေတဲ့ကြီးတစ်ခါသွားပြီးတော့စင်ထိန်နေသွားပြောတယ်အဲ့ကောင်လေးမင်းတို့ငါဘာဆိုတာသိလားသိပါတယ်ဗျာအရှင်မြတ်မင်းဆရာပါမင်းဆရာဆိုတာယာတုတိုးလို့ရတယ်ယာတုနှိမ့်ချပေးလို့ရတယ်မင်းတို့ငါခိုင်းတာကောင်းကောင်းလို့မှန်မှကောင်းကောင်းလုပ်ပါမယ်ဗျာနေပါဦးကမင်းတို့မေးတရားရှိတယ်ခါတိုင်းမင်းတို့အဲ့ဒီနာလာဂီရိဆင်ကြီးကိုနေ့စဉ်အရက်ဘယ်နှလုံးတိုက်လဲအိုးနဲ့ဘယ်နှအိုးတိုက်လဲမှန်မှရှစ်အိုးတိုက်ပါတယ်ဗျာရှစ်အိုးတိုက်တယ်ဆိုလို့ရှိရင်မနေ့ပြင်ကတကိုးကြီးတဲ့ယဟန်ဂေါရမကိုတိုက်ရမှာဆိုတော့မူးလေကောင်းလေပဲကွာတဲ့အဲ့ဒီတော့အရက်16အိုးတိုက်ထားတဲ့အရက်ဘယ်နှအိုးတိုက်ခိုင်းတာလဲအရက်16အိုးတိုက်ထားဆိုပြီးတော့ဘုန်းကြီးတို့ပြေးတိုင်းအဲ့ဒီမှာစင်ထိန်တွေကိုရှင်ဒေဝရကိုတော်တိုင်အမိတ်ပေးအဲ့တော့ဘုန်းကြီးတို့ပြေးတိုင်းဒီနေရာလေးကိုဘုန်းကြီးပြောချင်တာကလူနဲ့တိရစ္ဆာန်ဘာနဲ့လဲလူနဲ့တိရစ္ဆာန်လူဆိုတာအထာနတ္ထမနတိဇာနာတိတိမနုဿောဆိုတဲ့အတိုင်းလူဆိုတာကောင်းတာနဲ့မကောင်းတာကုသိုလ်နဲ့အကုသိုလ်ခွဲခြားပြီးတော့သိတာကိုလူလို့ခေါ်တယ်ဟုတ်တယ်မလားပြေသားစင်ထိန်နေဟာလူလားတိရစ္ဆာန်နေလားလူတွေပဲဒါပေမဲ့လို့ဘုန်းကြီးတို့ပြေသားရေဒါယဟန်ဂေါရမကိုတတ်မှာဆိုဒါမကောင်းတဲ့အလုပ်ကြီးပဲငါတို့မလုပ်နိုင်ဘူးနောက်ပိတ်ဆုံးမလုံနိုင်လို့စင်ထိန်ရာသူကပြုတ်သွားတော့ဘာဖြစ်တော့ဒီလိုဖြစ်ရမှာမဟုတ်ဘူးတော့လူကဘာစိတ်ပေါက်လူကတိရစ္ဆာန်စိတ်ပေါက်လူကဘာစိတ်ပေါက်တိရစ္ဆာန်စိတ်ပေါက်နေတာကာယမဖြစ်ဘူးရှင်ဒေဝရအမိတ်ပေးသွားတယ်ကွာအရက်16ဟိုတိုက်လို့ပြောတယ်တိုက်အရက်အိုးတွေရှာကြဟာဆိုပြီးတော့တခါတည်းအရက်အိုးတွေရှာတူတူပြောဘုန်းကြီးတို့ပြေးတိုင်းအဲ့ဒီမှာတခါတည်းအရက်16အိုးနာလာဂိရိဆင်ကြီးညနေစောင်းတဲ့ကနေပြီးတော့အရက်တွေကြီးတိုက်ထားတာဆင်ကြီးကလည်းလာချသမျှအရက်အိုးတွေအကုန်လုံးကိုတခါတည်းအဲ့ဒီမှာတောက်တာပဲဘုန်းကြီးတို့ပြေးတိုင်းဘယ်လောက်တောင်မူးနေမလို့ဆိုတာအဲ့ဒါကြည့်ကြပြီတော့
အဲ့ဒီလိုတိုက်လို့ဆင်ကြီးတညလုံးတခါတည်းမူးနေအောင်တိုက်တော့ဒေဝရဟာသူခိုင်းတဲ့ကိစ္စတွေစင်ထိတ်ယောက်ျားတွေကိုခိုင်းလို့ပြီးတဲ့အခါကျတော့ဒေဝရကဘိန်းလို့ပေးတိုက်ဝေလူဝန်ကျောင်းကိုပြန်တယ်ဝေလူဝန်ကျောင်းကိုပြန်ပြီးတော့ဒေဝရကျောင်းလဲပြန်ရောက်ရောရာဇဂိုမြို့မှာမောင်းတထူထူနဲ့ဝင်းကြီးတွေမောင်းထုပြီးတော့ရှောက်ကြညာဒီလောက်ကြံမှုကြီးကဘိန်းလို့ပေးတဲ့တော့ပုံရှိုးဝက်ရှိုးနဲ့လောက်ချနာမဟုတ်ဘူးကြညာပြီးမှလောက်ကြအသာတသာကအမိတ်ထုတ်ခိုင်းတဲ့ရာဇဂိုမြို့ထဲမှာသွားအမိတ်လိုက်ထုတ်မနေ့ပြင်ကမနေ့ဈေးပိတ်တဲ့ရုံးပိတ်တဲ့ကျောင်းပိတ်တဲ့မြို့သေးရွာတဲ့ဘယ်သူမှမထွက်ကြနဲ့ဘာလို့မလို့တော့ဆိုလို့ရှိရင်မနေ့ပြင်ကမနေ့နာလာဂီရိဆင်ကြီးကိုအရက်36အိုးတိုက်ပြီးတော့ရာဇဂိုမြို့သေးကိုလွှတ်မလို့အဲ့ဒါကြောင့်မို့လို့လမ်းရှင်းတယ်ဆိုပြီးတော့ဘိန်းတို့ပေးသားရေးအဲ့ဒါရာဇဂိုမြို့ပတ်ပတ်လဲမောင်းတတူတူနဲ့ဝင်းကြီးတွေအမိန်တော်လျှောက်ပြန်ထားတာအဲ့ဒီအမိန်တော်ကြားလဲကြားရောဘုရားကြည်ညိုတဲ့ဘုရားတက္ကရာမတွေကဝေလူဝန်ကျောင်းတော်အပြည့်လေးသွားတယ်သွားပြီးတော့မြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားမနေ့ပြင်ကရာဇဂိုမြို့တွေကိုနန္ဒာဂိရိရှင်ကြီးကိုအရက်တိုက်ပြီးတော့လွှတ်มาတဲ့ဘုရားဒီရှင်ကြီးကအရက်မမူးတာတောင်မှအမတန်ကြမ်းတမ်းတာအခုအရက်မူးလို့ရှိရင်ပို့ပြီးတော့ကြမ်းတမ်းပါတယ်ဗျာဒါကြောင့်မနေ့ပြင်ကမြတ်စွာဘုရားနဲ့တန်ဃာတော်များရာဇဂိုမြို့တွေကိုဆွမ်းငံမကြွပါနဲ့ဗျာတပည့်တော်တို့အိမ်ကနေပြီးတော့ချက်ပြုတ်ပြီးတော့ဝေလူကိုရွှေကြောင်းလာကပ်ပြရသေးတော့ဘုရားဆိုပြီးတော့တရားတော်မတွေကမြတ်စွာဘုရားနဲ့တန်ဃာတော်များဆင်နှင်းခံရမှာကြောက်လို့ဘုန်းကြီးတို့ပြည့်တိုင်ဘုရားသွားတားကြတယ်ဘုရားသွားတားကြဒီနေရာမှာတစ်ချက်မှပါကံဆိုတာတားလို့မရဘူးတဲ့ကံဆိုတာဗာလဲပြည့်သားဒီကံဟာဘုန်းကြီးတို့ဘုရားအလောင်းတော်ဘဝတုန်းကလှုပ်ခဲ့တာစင်ထိန်သမားဖြစ်စဉ်ကာလကပြစ္ဆေကဗုဒ္ဓကိုဆင်နဲ့တိုက်ခဲ့တဲ့ကံမြတ်စွာဘုရားကသိတယ်ဒါငါဝိဘက်အကျိုးပေးမှာပဲကံအကျွင်းကြမ်းနေတယ်ဒီကံဟာတားလို့မရဘူးနောက်ပြီးတော့ငါဘုရားကိုအကြောင်းပြု၍ဒီဆင်ကြီးဟာလည်းပဲနာမည်ပြောင်းသွားလိမ့်မယ်တဲ့ဆင်ကြီးရဲ့နာမည်ကနာလာဂီရိဆင်ကြီးနာမည်ကဘယ်သူတဲ့လဲအေးမြတ်စွာဘုရားကိုအကြောင်းပြု၍မြတ်စွာဘုရားဟောတဲ့တရားကိုနာကြားပြီးတော့ဒီဆင်ကြီးရဲ့နာမည်ဟာဓနပါဠဆင်နဲ့ဘာဆင်နဲ့လဲအေးဆင်လဲနာမည်ပြောင်းသွားလိမ့်မယ်လိမ်လဲလိမ်မာသွားလိမ့်မယ်ဆင်ကလူစိတ်ပေါက်ပြီးတော့ဓနပါဠဆင်တော်ကြီးဆိုပြီးတော့ရာဇဂိုများထင်ရှားလိမ့်မယ်ဒါနဲ့မြတ်စွာဘုရားကဘာဂတိမှမပေးဘူးအေးပို့ရင်ပို့ငါဖရားတော့ကြွလိမ့်မယ်ဒါနဲ့တူတူပြောပြတိုင်းမနဲ့မိုးလင်းဟောမနဲ့မိုးလင်းတဲ့အခါကျတော့မြတ်စွာဘုရားရာဇဂိုမြို့တဲကိုဆုံးကကြွတော်မူတယ်ပြေးတိုင်းမကြွခင်မှာမနဲ့အာယုံကျင့်လင်းနေတဲ့တပြိုင်တည်းထဲမြတ်စွာဘုရားကဘာလို့တုံးလို့ဆိုတဲ့အခါကျတော့ရွှေညံတော်ကိုရဲကိုဖြန့်ကျဲပြီးတော့ခဏကျွတ်တန်းဝင်မဲ့ခဏငါဖရာရဲ့အဆုံးမအောက်ကိုကောင်းစွာရောက်မဲ့သူဟာဘယ်သူလဲလို့ထပ်ပြီးတော့ဆင်ញင်ကြည့်လိုက်တဲ့အခါမှာနာလာဂီရိဆင်ကြီးဖရာအာယုံနဲ့ပေါ်လာတော့ဩဒီဆင်ကြီးကငါဖရာဟောတဲ့တရားကိုနာကြားပြီးတော့တလိ္ဆန်စိတ်ကနေလူစိတ်ပေါက်ပြီးတော့ကောင်းကျိုးဒုက္ခတွေရလိမ့်မယ်ဒီဆင်ကြီးကိုဟောတဲ့တရားတွေကိုနာကြားရတဲ့ရာဇဂိုပြည်သူပြည်သားတွေ8000နဲ့4000တို့ဟာလည်းပဲကျွတ်တန်းဝင်ကြလိမ့်မယ်လို့ဘုရားမြင်တော်မူတယ်အဲ့ဒါဘုန်းကြီးတို့ပြည်သားကြီးဘုရားရဲ့ကျေးဇူးပြုခြင်းကိုခံရတာတဲ့ဘုရားရဲ့ကျေးဇူးပြုခြင်းကိုဘာဖြစ်ရတာလဲဘုရားရဲ့ကျေးဇူးပြုခြင်းကိုခံရတာတနည်းပြောရင်ဘုန်းကြီးတို့မကြပြောမှုပါတယ်ဘုရားအကြည့်ခံရတဲ့သူဘယ်သူလဲအေးဘုရားအကြည့်ခံရတဲ့သူဒါနဲ့မနဲ့မိုးလင်းဟောမနဲ့မိုးလင်းတော့မြတ်စွာဘုရားကจิตအာနန္ဒာရာဇဂိုမြို့ပတ်ပတ်လည်မှာကျောင်းတိုက်ကြီး18တိုက်ရှိတယ်ပြည်သားရာဇဂိုမြို့ပတ်ပတ်လည်မှာကျောင်းတိုက်ဘယ်နှတိုက်ရှိလဲ18တိုက်ကတန်ဃာတွေအလုံးဝေလူဝန်ကိုလာစုလို့จิตသွားခေါ်ပါကွယ်ဆွမ်းကကြွားခြင်းကြီး
Mama Via so Vido Nido Anana, the Jounted, the Jounce. Shemyato Via Yasavia, Koro Silai de Jounai Sashi Daima, Shini do Nedai Magau Shini, Kilana, Tangaroma, Dava, Alo Kane, Miasaviane, Dudu, Yada Yomu, Joan or Muyame, Era Shemiado. We look at Jao Suyono Mujava Payalo, Era Miasavia, Doa, a maid on it, Doa Pio Vido, Ananaga, Tangari, Laisulo, Tangari, so Milesuyo, Wayno Biedai, Miaswa, Yadi, Nauba, Tengaro, Mia Chayalo, Yada Yomu, Rego, Song and Jaro Mude. Yada Yomu, Song and Joanado, the Kare Anima, the Gado Mariga, Payana, Tangaro Rego. Pudoyaro, Ginu, Wanda, Masom Shinida. Erilo Miasaviane, Tengaromia, Joade, Mula de Sure, the Dingo. The Vega, Lojan, Tapjabo, a main beta, Saint Hediga, Tile, Tio Beta de. A yet, Taitare, Nala Girilo, Corre, Sendoji, Turi, Chopiro, Chompo Miro, the Carret Lobilita. Nalagiri Sheni Sentengo Ganeviro, Namoni Taumiro, Mumune, Paido Vieda, the Kane Ovido, Yanda Jomu, Lama, Tere Villa, Elo Tere Villa, Yada Jomu, Mutadigo, Tangarodigo, Apollo, Minya. Yada Lama go Senigale, a yaw, Yasaviagale, a yaw. Sheniga the carrot, a tin amount of Tomlo, a Suena Pamelo Sovido. Pilada, Kilida Magene, Tangado, Kilida Magena, Pudu de Sura, Chauta de, Pudu de Babila Vieda. A Kilida Magene, Pudu de Tangado, Yasaviago, shouted Yasavia, Sendoi, Lani Babia, Lampe Bay, Calmevia, Divin Langa Nevido, Piauja, Calmevia. Purola Pianazo, Sovido, Yasavia, a den wash out. Elam Yasavia, Chetaro, Mabayeta, Majaune, Mabayeta, Bakeaway, Chetaro, Majaune. Hayasura, Tumia Talu, Tede Sura, Broma, Tonga, Mashibu. In our Lutezu Maga, Bueno Mutuaja Vide, Payade. Now go Bueno Muome Payade. Bevayade Vepshipi, Bueno Mupi, Bueno Muse, Bueno Muledan Shede Payashino Sura, Tumiatalo, Tede Sura Tona Mashibu, Navaya, Naugani Chetaro, Ye, Tenina, Laila, Javaro, Payashin, Koromiaga, Atana Medan, Bakeaway, Anawa, Gado, Yambarupaga Mena, Dadaga down, Ziwidan, Horopia. Anu Bagamina, Bakeaway, Data, Brene Vayandi, Erago, Bonito, Sabimiama, and the King Kata, Bagata de Kayidoy, Yoko de Gauna, Peso, Sankero, Caro, Asiti Shitaro, Edilu, Peso, Ubiasi de Gacamiane, Veroma, Machoya, Wood. Gaboyo Bida, Lysova, Atana, Medan, Bakeaway, Anawaka, Yambaru Pakamena, Tata down, Ziwita, Waropia, Anu Pakamena. Bakeaway, Tatagada, Pare Neva Yandi, Atana Medan, Bakeaway, Anawaka do, Yambaru Pagamena, Tatagada, Ziwita, Waropia. Anu Bagamena, Bakeaway, Tatagada, Pari Neva Yandi,
အဲ့ဒါဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အဲ့ဒီဂါထာဟာအနေရကင်းဂါထာခရီးသွားရင်ရွတ်ပေကဲဆိုကြည့်ပါအဲ့ဒါမြန်မာပြန်လေးမြတ်စွာဘုရားမြည်သူမြတ်လုံးဝတတ်မဲ့သေးမြတ်စွာဘုရားမြည်သူမြတ်လုံးဝတတ်မဲ့သေးမြတ်စွာဘုရားမြည်သူမြတ်လုံးဝတတ်မဲ့သေးဆိုကြည့်ပါအဋ္ဌာဏမေတံဘိက္ခွေအနဝကာသောယံပရုပက္ခမေတံတထကတံဇဝိတံဝရောပေယဆိုတဲ့ပါဠိကိုအဲ့ဒါမြန်မာလင်္ကာလေးစီထားတာဘုရားတို့မြည်ဒီမှာတဲ့ဘယ်သူမှတတ်လို့မရပါဘူးတဲ့သိလေးတရုပ်ထုံးတာမရှိဘူးဆိုပါအချိန်ကြမှာသဘာဝငြိမ်းရာဧကံမေအချိန်ကြမှာသဘာဝငြိမ်းရာဧကံမေအချိန်ကြမှာသဘာဝငြိမ်းရာဧကံမေဆိုလိုက်ပါဘုရားရဲ့တတန်ကုံမှသူ့ချိန်ကြမှာပဲဘဝသတ္တိငြိမ်းရပါတယ်ဆိုပြီးတော့စကားနှစ်ခွန်းမှခုနတုန်းကဘုန်းကြီးပြောတဲ့ပါဠိကိုမရွတ်တတ်ရင်ဒေသမြန်မာလိုတစ္ဆာဆိုလိုက်တစ္ဆာစကားဘာစကားလဲနံပါတ်1မြတ်စွာဘုရားတို့မြည်ဒီမှာမြည်သူမှတတ်လို့မရပါဘုရားတို့မြည်ဒီမှာအချိန်ကြမှာပြိဋိဘံဆာယုထုံးတာရှိပါဤတစ္ဆာစကားမှန်ကန်မှာကလိုက်ဆိုပါဤသို့ပြောကြမှန်စကားကြောင့်ငါအားနောက်ရှက်အသက်အန္တရာယ်ဘေးကိုဖယ်ပြည့်ပြည့်ကြပါစေဤသို့ပြောကြမှန်စကားကြောင့်ငါအားနောက်ရှက်အသက်အန္တရာယ်ဘေးကိုဖယ်ပြည့်ပြည့်ကြပါစေဤသို့ပြောကြမှန်စကားကြောင့်ငါအားနောက်ရှက်အသက်အန္တရာယ်ဘေးကိုဖယ်ပြည့်ပြည့်ကြပါစေအဲ့ဒါကသစ္စာဆိုတာအဲ့ဒါကဘာလို့တာလဲအဲ့ဒါခရီးသွားရင်အဲ့ဒါလေးတော့ဘုန်းကြီးတို့ပြည်သားဓမ္မလက်ဆောင်ဖြစ်ယူသွားပါဘယ်ခရီးကိုပဲသွားပါမြတ်စွာဘုရားတို့မြည်ဒီမှာသူများတတ်၍သေရိုးထုံးတာမရှိပါဘူးကိုတော်တို့တတန်းကုံမတန်လင်ဘဝခန္ဓာငြိမ်းတော်မူကြပါတယ်ဤသစ္စာစကားမှန်ကန်မှာကငါ့ကိုနှောက်ရှက်မဲ့အသက်အန္တရာယ်ပေးမဲ့ဘေးအပေါင်းတွေလွင့်သွားပါစေလို့သစ္စာဆိုတဲ့သစ္စာတိုင်းသစ္စာတိုင်တယ်တဲ့ဂါထာအဲ့ဒါဘုရားဗမာဟောတာတုံးဆိုရင်ရာဇဂျူမြို့လမ်းမမှာဟောသွားတာဗမာဟောသွားတာလေဘုန်းကြီးတို့စာပေမှာလေဂါထာမန္တန်နေအများကြီးရှိတယ်မန္တန်ကောင်းနေဂါထာကောင်းနေအဲ့ဒါတချို့ဗာမတိညာမတိနဲ့ဟိုဘာပါဠိအနဲ့မပြည့်မစုံတဲ့ဂါထာတွေဒီဆောင်းမတွေဘာတွေမှာလဲခဏခဏရေးနေတယ်တချို့ဆိုင်တွေမှာရှိတယ်အုံမဏိပတ္တမေခုံဆိုတာအဲ့ဒါတွေကဂါထာအစစ်မဟုတ်ဘူးပြေးတယ်ဗုဒ္ဓဘာသာဂါထာတွေလည်းမဟုတ်ဘူးဟိုမဟာယာနတိဘက်ဘုန်းကြီးတွေလှုပ်ထားတဲ့ဂါထာတွေပြည့်ပြည့်စုံစုံလဲအနဲ့အဓိပ္ပာယ်လဲဘာမှမထွက်ဘူးတကယ်ဂါထာကောင်းမန္တန်ကောင်းတွေကိုရွတ်ချင်ဘုန်းကြီးတို့ပြေးတာဘုန်းကြီးတို့စာပေတွေမှာအများကြီးရှိတယ်အများကြီးရှိတယ်ဂါထာမန္တန်တွေကိုရွတ်တာဝါဒနာပိုင်းနိဇာယဆရာတော်တန်ဃာတော်များထံချင်းကပ်ပြီးတော့ဘယ်ဂါထာတွေရွတ်တဲ့လုံးဗျမေးလျှောက်ပြီးတော့ရွတ်မဲ့ဂါထာရဲ့အဓိပ္ပာယ်ကိုလည်းနားလည်ရတယ်
ရွတ်မဲ့ဂါထာအဓိပ္ပာယ်ကိုလည်းမလုပ်ရနားမလဲပဲနဲ့ဆောက်ရွတ်နေပဲသာနားလည်ပြီးတော့ရွတ်တာနဲ့အဓိပ္ပာယ်ချင်းအနက်ချင်းကိုသိတာချင်းကိုတူရလားပြည့်တတ်မတူဘူးဒါကြောင့်ဂါထာတွေမန္တန်တွေရွတ်တာဝါဒနာပါရင်ဘုရားဟောပါဠိတော်တသက်ကိုပဲရွတ်ကြကုသိုလ်သိရပါတယ်ဘုရားဟောပါဠိတော်တွေရွတ်နေရတာစောက်ရှောက်မှုလည်းရတယ်ဘုန်းကြီးတို့ဝေလူကန္တကီမြို့သူနန္ဒမာတာဒီကမကြီးကတကယ်တော်တဲ့ကမကြီးမနေ့၄နာရီထိုးတာနဲ့မြတ်စွာဘုရားရဲ့ဂါထာတော်တွေချုပ်ပြီးဘုရားလက်ထက်ကဘုရားရှင်တို့ဘုရားเจ้าဆောင်တို့ပဲရှိမလဲဘုရားရှိတယ်ပဲလှမ်းရွတ်ရတာတကားဖွင့်လိုက်တာဘုန်းကြီးလည်းရွတ်တာရွတ်တော့ဒီဂါထာတွေမန္တန်တွေဘုရားဟောပါဠိတော်တွေကိုရွတ်ခြင်းရဲ့အကျိုးတရားဟာဘုန်းကြီးပြောခဲ့မယ်မမြင်ရသောအရာဒေသကမမြင်ရသောပုဂ္ဂိုလ်တွေအဆောက်အအုံကိုရတယ်ဆိုတာဘုရားလက်ထက်ကအဲ့ဒီဝေလူကန္တကီမြို့သူကသက်တည်ပြသွားတာနန္ဒမာတာတဲ့ကမကြီးနာမည်ကမနဲ့တိုင်းရွတ်တာတနေ့တော့လေဘုန်းကြီးတို့အခုအကြောင်းထဲမှာတကွန်နိုင်ကြီးတွေရှိတယ်လောက်ထားတာနမင်းကြီး၄ပါးတကွန်နိုင်ချင်းမှာနတ်ရုပ်ဘယ်နှရုပ်တွေ့တယ်အဲ့မှာဘလူးကောင်းဆောင်းထားတဲ့ဘလူးကောင်းကြီးဆောင်းထားတဲ့နမင်းကြီးနာမည်ကကုဝေဒနမင်းကြီးတဲ့ဘာနမင်းကြီးလဲမနဲ့မိုးလေးရင်အဲ့ဒီနမင်းကြီး၄ပါးဟာစီဘဝတ်တက်ရတယ်နတ်တပင်စီဘဝတ်တက်ရအစောထွက်ရနောက်ကနတ်ဘလူးပရိသတ်အချာရံနဲ့နောက်မှဘသူပါတော့ဆိုရင်ဗိမိတာရမင်းကြီးဘွားကလာတဲ့ဇနဝတ္တပလို့ခေါ်တဲ့နတ်စစ်မှုကြီးဗိမိတာရမင်းကြီးကသေပြီးတော့နတ်စစ်မှုကြီးဖြစ်သွားတာနောက်ကတန်လျာကြီးထမ်းပြီးတော့အဲ့ဒီဘလူးကောင်းကြီးဆောင်းထားတဲ့ကုဝေဒနာမင်းကြီးနောက်ကနေလိုက်ရတာတက်တော်ဆောင်ပေါ်ကနောက်ခေမဝတ္တတို့တာတာဂီရီလို့ခေါ်တဲ့နတ်ဘလူးကြီးတွေလည်းပါအဲ့ဒီဝေလူကန္တကီမြို့ကောင်းငင်ကနေပြီးတော့နတ်ပရိသတ်အချာရံနဲ့နတ်တပင်စီဘဝတက်တာရှေ့မသွားဘူးချက်တယ်ဘာဖြစ်လို့လဲဆိုတော့အောက်ကနန္ဒမာတာဒကမာကြီးရွတ်နေတဲ့ဖယားရဲ့ဘုံတော်ပွဲလေရပြီးတော့ကောင်းငင်ကလက်အုပ်ချီတယ်အောက်ကရွတ်နေတာလူအောက်ကရွတ်နေတာဘာလို့လဲကောင်းငင်ကလက်အုပ်ချီပြီးတော့နာနေတာဘာလေးလဲနတ်တွေပရိသတ်ရဲ့ကုဝေဒနာမင်းကြီးကသာဓုအကြီးကျယ်ခေါ်တယ်သာဓုဆိုဟာတို့ဆရာကြီးသာဓုခေါ်တယ်တို့လည်းခေါ်ကြအောင်လို့ဆိုပြီးတော့ဗိမိတာရမင်းကြီးတစ်ဖြစ်လဲဇနဝတ္တဝနတ်စစ်မှုကြီးရောခေမဝတ္တတို့တဏ္ဍာဂိရိတို့ကဟာနတ်စစ်မှုကြီးတွေအကုန်လုံးအဲ့ဒီမှာနတ်ဘလူကြီးတွေတန်လျက်တွေလက်အုပ်ထဲထည့်ပြီးတော့သာဓုအကြီးကျယ်ခေါ်တာကောင်းကင်မှာသာဓုတန်နေညမ်းနေတယ်ဘာကြီးကလန့်သွားတယ်နန္ဒမာတာကမကြီးကခါတိုင်းဘုရားကုံတွေယွတ်နေတာသာဓုခေါ်မဲ့လို့မရှိဘူးဒီနေ့သာဓုခေါ်တဲ့မောကြီးတဲ့အခါကျတော့အလတ်လန့်စရာကောင်းလိုက်တာနတ်ဘလူကြီးတွေကောင်းငင်မှာမောင်ကြီးတို့ဘာလို့သာဓုခေါ်တာတော့ဘယ်သွားကြမလို့တော့နတ်တပင်ရှိဦးပဲသွားမလို့ဘာလို့သာဓုခေါ်လဲအမကြီးရွတ်နေတဲ့ဘုရားရဲ့ဂုဏ်တော်တွေဘုရားဘုန်းတော်ပွဲတွေကြည်ညိုလုံးလို့ပါဗျာဩအဲ့ဒါမြင်လို့ရှိရင်မောင်ကြီးရဲ့ထပ်ပြီးတော့သာဓုခေါ်ပါဦးကျွန်မအမျှဝေပါတယ်ဆိုပြီးတော့အဲ့ဒီမှာနန္ဒမာတာဒကမာကြီးကအမျှ3ချိန်6ဝေနတ်ဘလူကြီးတွေကသာဓု3ချိန်ခေါ်ပြီးတဲ့အခါနတ်ဘလူကြီးတွေကပြောသွားတဲ့ကုဝေဒနာမင်းကြီးကမကြီးကကျွန်တော်ကိုကုသိုလ်လက်ဆောင်ပေးရင်ကျွန်တော်ကလည်းအမကြီးကိုကုသိုလ်လက်ဆောင်ပေးခြင်းနဲ့ဘာပေးခြင်းလဲပြောမနေ့ပြင်ကမနေ့ဘုရားရဲ့လက်ရတော်ရန်လက်ဝဲတော်ရန်ရှင်သာရိပုတ္တရာရှင်မမောက္ကလန်နဲ့တကောကသင်္ဃာတော်900အမကြီးတို့မျိုးကိုကြွလာလိမ့်မယ်အမကြီးအဲ့ဒါဆွန့်ချက်ပြီးတာကုသိုလ်ပွဲယူပေတော့ဗျာကောင်းပါပြီမောင်ကြီးနိုင်ရဆိုပြီးတော့ဒကမကြီးကမန္တတေထုဆွန့်နေချက်ရောချက်တော့ဘေးကအိမ်ကလူတွေကမေးတယ်ဟဲ့နန္ဒမာတာတို့ဒီလောက်ကြီးချက်နေပြုံးနေတာတို့ပြုံးမှာတန်ဃာလည်းရှိတာမှ3-4ပါးတယ်ဘယ်လိုဖြစ်တာတော့ပြောအိုးအချိန်ကြသိလိမ့်မယ်အချိန်ကြသိလိမ့်မယ်နဲ့မနေ့မိုးလင်းကြတော့ဒကမကြီးကမြို့ထိပ်ကနေသွားဆောက်ပြီးတော့သွားပင့်တယ်ဟောပြောတဲ့အတိုင်းကြွလာတယ်ကြွလာပြီးတော့နေရာထိုင်ခင်းအပြည့်စုံနဲ့သင်္ကန်း900အကုန်လုံးဆွန့်ကပ်လို့ပြီးတော့ရှင်သာရိပုတ္တရာကဒကမကြီးအနားခေါ်တယ်ဆွန့်ဒကမကြီးဒီနားလာပါအောင်ဓမ္မဖေဟာဘုန်းကြီးတို့လာမယ်လို့ကြိုမပြောဘဲနဲ့ဒကမကြီးကသင်္ကန်း900သာကိုကွက်တိချက်ပြုတ်ထားနိုင်တာဒကမကြီးဘယ်လိုလဲပြောပါဦးသတင်းကြိုပို့ထားရင်လေတမျိုးအခုဘုန်းကြီးတို့သတင်းပို့ထားတာလည်းမရှိဘဲနဲ့ဒကမကြီးတိတိကျကျစီမံနိုင်တာဟာ
ဒကမာကြီးဘယ်လိုလဲပြောပါအောင်ဆိုတော့မှတပည့်တော်ကိုတည်င်းပို့တဲ့လူရှိလို့ဘယ်သူလာပို့လဲဒကမာကြီးကုဝေဒနာမင်းကြီးတည်င်းပို့တယ်ကုဝေဒနာမင်းကြီးဆိုတာတာမန်ပုဂ္ဂိုလ်တွေမတွေ့နိုင်ဘူးအရာလေးမျက်နှာကိုစောင့်နေတာလောကပါဠနာမင်းကြီး၄ပါးလို့လည်းခေါ်တယ်သာသနာတော်စောင့်နာမင်းကြီး၄ပါးလို့လည်းခေါ်တယ်ဒီနာမင်းကြီး၄ပါးဆိုတာတာမန်ပုဂ္ဂိုလ်တွေတွေ့လို့မရဘူးဒကမာကြီးတွေ့တယ်ဆိုတာထူးဆန်းတယ်ဒကမာကြီးတွေ့ပုံတွေ့နည်းပြောဆိုတော့မှဝေလူကန္နေကြီးမြို့သူနန္ဒမတ္တဒကမာကြီးကတပည့်တော်မနဲ့တိုင်းဖေဟာတဲ့မြတ်စွာဘုရားရဲ့ဘုန်းတော်ဘွဲတွေကိုရွတ်တဲ့ကုသိုလ်ပဲတဲ့အေးဒကမာကြီးဘုရားဂုဏ်တွေဆွဲဆွဲမြဲမြဲရွတ်ဘုရားဟောပါဠိတွေဆွဲဆွဲမြဲမြဲရွတ်မမြင်ရသောအရာဒေသကမမြင်ရသောပုဂ္ဂိုလ်များရဲ့အဆောက်အအုံကိုရတတ်တယ်လို့အဲ့ဒီမှာရှင်သာရိပုတ္တရာကဝေလူကန္နေကြီးမြို့မှာအဲ့ဒီတရားဟောသွားတာကြိုက်ရှိစေအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးဒါလေးလက်ဆောင်ပေးပါတယ်ဘုန်းကြီးတို့လည်းရွတ်တယ်။ဘာရွတ်လဲကိုကြိုက်တာရွတ်တခုခုတော့မူတည်ထားတခုခုတော့မူတည်ထားပဋ္ဌာန်းရွတ်ရင်ပဋ္ဌာန်းပဲရွတ်ဓမ္မစကြာရွတ်ရင်ဓမ္မစကြာပဲရွတ်တန်ဗုဒ္ဓရွတ်ရင်တန်ဗုဒ္ဓပဲရွတ်ဟိုမှာစာအုပ်လေးဖားလိုက်ပဋ္ဌာန်းကောင်းတယ်ဆိုပဋ္ဌာန်းရွတ်ပြန်အောင်10လောက်ယူပြီးပဋ္ဌာန်းရသွားပြန်နောက်စာအုပ်တွေ့တော့ဓမ္မစကြာကောင်းဓမ္မစကြာရွတ်ပြန်အောင်တော့ကြဒါရဏပရိရောက်သွားပြန်အောင်တော်ကြတန်ဗုဒ္ဓရောက်သွားပြန်တော်ကြနမော၅ချက်စီးပွားတဲ့ဆိုပြီးတော့နမောပဲရောက်သွားပြန်ဟောဆုံးချက်ကိုခတ်လို့ဘာတွေမှလည်းမသိအဋိဌာဏပါရမီတဲ့ပါရမီ7ပါးတည်းမှာအဋိဌံပါရမီဆိုတာကြားဘူးလားဆွဲဆွဲမြဲမြဲတစ်ခုကိုရွတ်ပြီးမနဲ့စောစောထားရွတ်မမြင်ရသောအရာဒေသကမမြင်ရသောအဆောက်အအုံမမြင်ရသောလတ်လာပါတွေဘုန်းကြီးတို့ပြည်တိုင်းရတတ်တယ်ရခဲ့ဘူးတဲ့ထုံနှန်းစင်လာလည်းရှိတယ်သို့တော့ဘုန်းကြီးတို့ပြည်တိုင်းရွတ်တဲ့အခါမှာတော့ဘာလို့ခြင်းလို့ညာလို့ခြင်းလို့ဘာဖြစ်ခြင်းလို့ဆိုတာတော့ဒါတော့ရွတ်လို့မရဘူးရပါမလားပြည်သားမရဘူးတကယ်ဖရာကိုကြည်ညိုတဲ့တကယ်စေရနာတရားတရားထက်ထက်နဲ့ရွတ်ဘုန်းကြီးတို့စာပေတွေမှာရှိတယ်စာရေးတာမဲ့နှိုက်ရင်ထီပေါက်တဲ့ဂါထာဆိုပြီးတော့လေအဲ့ဒါရှိတယ်ကဲဘုန်းကြီးတို့ပြည်သားထီပေါက်တဲ့ဂါထာလို့ကြမလို့ခြင်းမလို့ခြင်းမပေးတကယ်ပြောတာရေးရတာတွေ့တယ်ထီပေါက်တဲ့ဂါထာဆိုတော့ဘာများလဲအောင်မိတယ်ဘုန်းကြီးတို့ပြေးတိုင်းဣရတေကံဘိကွေမမသာဝကနံဘိက္ခုနံတလကဗဒ္ဒနံယတိတံဘာမှခက်တာမဟုတ်ပါဠိရကုံဒဒါနောအဲ့ဒါပဲတဲ့အဲ့ဒီဂါထာရွတ်ပြီးထီပေါက်တယ်ဆိုတော့ခါရွတ်လိုက်ကြတာမိုးကိုပြန်နေတာပေါက်လို့မပေါက်ဘယ်လိုပေါက်လို့ဆိုရွတ်သေးကပေါက်ရှင်လို့ရွတ်တာရွတ်သေးကဘာဖြစ်လို့ရွတ်တာအဲ့ဒါဘုန်းကြီးတို့ကလက်တွေ့ဟိုပါဠိပြင်မှာနေတော့ကလေဆိုရှယ်လစ်ကိုလာမှာမဟာတို့ဖျားပွဲတဲ့ဟိုသင်္ကန်းတွေထီတွေဖဏတ်တွေအကောင်းဆုံးကတထွန်သင်္ကန်းဘုန်းကြီးတို့ခေတ္တကဒုံသင်္ကန်းနံပါတ်1ထွန်သင်္ကန်းမယ်ဝါလက်သားတွေပါတွေပတ်ရတာသွားတွေ့တယ်အဲ့ဒီဣရတေကံဘိကေမမသာဝကနံတလကဗဒနံကဏနယတိတံကုဏ္ဏဒါနောအဲ့ဒါကြီးလို့ရှိရင်ဒီကုဏ္ဏဌာနမထေရ तू ကဇာယိတံဣရတေရထားတာဇာယိတံမဲဆိုနံပါတ်1ကြီး तू ကရတာဟုတ်မဲနိုင်ရင်နံပါတ်1ပဲ तू ကဘယ်သူမှနံပါတ်1မဲကိုဒီပြင်လူယူလို့ကိုမရတာतू နောက်မှရောက်လာနိုင်နံပါတ်1ပဲသူ့ရင်နိုင်သွားတဲ့ကိုယ်တိုင်နံပါတ်3နံပါတ်4နံပါတ်5तू နံပါတ်1ပဲဘယ်မှာမဲနိုင်တလကဗဒ္ဒဇာယိတံမဲနံပါတ်1ကိုရတာဣရတေတောင်ရထားတာအဲ့ဒီကိုတော့ကကုဏ္ဏဌာနမထေတဲ့အဲ့ဒီမထေကြီးကိုဘုရားကိုယ်တော်နဲ့ချီးကျူးရတယ်အဲ့ဒါဘာပြောကောင်းမလဲအဲ့ဒါလေးရတာတော့ရွတ်နေတာပေါ့ကိုယ်လည်းမကြမချင်းနံပါတ်1လိုချင်တာကိုဣရတေကံဘိကွေဖျားမကြည်ညိုဘူးတရားမကြည်ညိုဘူးကိုတော်ကြီးကုဏ္ဏဒါနမထေကြီးကြည်ညိုတဲ့စိတ်နဲ့ရွတ်တာမဟုတ်ဘူးစိတ်ကမျက်လုံးကဟိုးအထိတ်ပြားမှခြိထားတဲ့တထွန်သင်္ကန်းအာယုပြုပြီးရွတ်နေမှာတော့ဣရတေကံဘုရားမသာဝကနံတလကဗဒ္ဒနံကဏနယတိတံကုဏ္ဏဒါနောဣရတေကံဘုရားမသာဝကနံတလကဗဒ္ဒနံကဏနယတိတံကုဏ္ဏဒါဘယ်နှခေါက်ရွတ်လို့ရုံမှမသိဘူးကိုယ်အလဲလဲကြရောနိုင်လဲနိုင်ကောမဲလေးလေးဖြီးတယ်ကြက်မွေးတစ်ပြည့်ဒီတစ်ချောင်းနဲ့ဝတ္ထု၅ချက်ပါဗျာကြက်မွေးတစ်ပြည့်ဒီတစ်ချောင်းနဲ့ဝတ္ထု၅ချက်ပဲရဆိုချင်လေးကိုလာမဟာတော့ကောင်းကောင်းမှတ်မိတယ်ဘုန်းကြီးအဲ့နောက်ကစားမရွတ်တော့ဘယ်လိုမရွတ်တော့ဆိုတော့ရွတ်တဲ့စိတ်မှမဖြောက်မဲနဲ့ကိုရွတ်တဲ့စိတ်ကဖြောက်လားလောဘနဲ့ရွတ်တာဘာနဲ့ရွတ်တာလဲဒုပရိသမှတ်ထားတော့ဘယ်ဂါထာဘယ်ပါဠိကိုပဲရွတ်တကယ်ဖယားဟောပါဠိတော်တွေကိုကြီးကြီးညိုညိုနဲ့ရွတ်မမြင်ရသောအရာဒေသကမမြင်ရသောအဆောက်အအုံမမြင်ရသောပုဂ္ဂိုလ်တွေဆောက်ရှောက်ခြင်းကိုခံရတယ်အထူးသဖြင့်နမင်းကြီးတွေဘာတွေလဲမရေးတာဘာဖြစ်လို့နမင်းကြီးတွေစောက်ကြောက်ခြင်းကိုရတော့ဆိုတော့ဒီနတ်တွေကဖျားကိုမိလိုက်တာဒီနတ်တွေကဗာမိလိုက်တာ
ဒါကြောင့်ဘုရားဟောတဲ့ပါဠိတွေကိုသူတို့ကနားနဲ့ထပ်ထပ်ကြားထားရတာဒါကြောင့်ဘုရားဟောပါဠိတွေရွတ်ရင်သိချီညိုတာပဲသူတို့ကအဲ့တော့သူတို့ချွေရန်သိမ့်မင်းတဲ့ကောကကိုယ်အိမ်ခေါင်းရင်းပေါ်မှာကိုယ်အိမ်အထက်ပေါ်မှာလာပြီးတော့ဒီလိုလာပြီးတော့နတ်မင်းကြီးတွေလာစောက်ရှောက်နေတယ်ဆိုရင်တုံတောင်ကိုယ်အိမ်ထဲမှာဟောအန္တရာယ်တွေဝင်လို့ရသလားပရိသတ်အေးသူများမကောင်းတဲ့အတိုက်အခိုက်ဆုံးတို့ကိုဝေတို့နတ်တို့ဘာတို့အင်းတို့ဒါတွေလည်းပဲတိုက်ခိုက်လို့ရမလဲကောင်းကင်ယံကနေပြီးတော့စောက်ရှောက်ပြီးနေကြတာပဲဘာဖြစ်လို့စောက်ရှောက်တုံးဆိုတော့ဘုရားဟောပါဠိတွေရွတ်လို့ဘာဖြစ်လို့စောက်ရှောက်တာအေးအဲ့ဒါဘုန်းကြီးဒါကြားပြပြီးတော့ပြောပါတယ်ခက်ရှိသေးတော့ယခုမြတ်စွာဘုရားဒီမှာပြောနေတဲ့ချက်သားတို့တဲ့ငါဘုရားရှင်ကိုရောမြတ်ရဲ့အသက်အန္တရာယ်ကိုဘယ်လိုပုဂ္ဂိုလ်မျိုးမှချွေလို့မကြွေဘူးကွာအချိန်ကြမှာပဲပြိဋိဘံဆံရတဲ့အာထာနာမေတ္တံဘေဝေနဝါကာသောယံပရုပကမေနတထာဂတံဇီဝိတံဝရောပေယအနုပကမေနဘိကဝေတထာဂတံပရိနိဗ္ဗာယံတိအေးမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဤသစ္စာစကားဤသို့ပြောကြမှန်စကားကြောင့်ငါအနှောက်ရှက်အသက်အန္တရာယ်ဘေဟိုဖဲပြက်ပြဲကြပါစေလို့ချက်သားတို့သစ္စာဆိုကြကွဲဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီမှာအထာဏမေတံကာထာတော်ကြီးကိုရာတရမျိုးလမ်းမှာဟောအဲ့လိုဟောနေတဲ့အချိန်မှာပဲဘုန်းကြီးတို့ပြည်သားရောက်လာပါပြီနန္ဒဂိရိဆင်ကြီးဟာဆင်ကြီးလည်းရောက်လာပါပြည်သားခေါင်းမိုးတက်ပြေးတဲ့လူကပြေးပေါ့ဗျာအိမ်အောင်တဝက်ပုံတဲ့လူကပုံပေါ့လမ်းပေါ်မှာလူတယောက်မှမရှိဘူးဖြစ်လာပြီအဲ့ဒီအချိန်မှာဘုန်းကြီးတို့ပြည်သားတချို့ကလည်းပဲဘုရားရဲ့ခုံကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲတို့တော့ပွဲကြီးပွဲကောင်းတွေ့ပြီဘုရားရဲ့ခုံကိုမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းမြတ်စွာဘုရားတော့တနာပါတယ်ဆင်းနှင်းခံရပြီးတော့သေတော့မယ်ထင်တယ်အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားနောက်ကကပ်ပြီးတော့ရပ်နေတာရှင်သာရိပုတ္တရာမြတ်စွာဘုရားနောက်မှာကပ်ပြီးရပ်နေတာဘယ်သူလဲပိဋကရှင်သာရိပုတ္တရာကလျှောက်တယ်မြတ်စွာဘုရားအဖေရဲ့တာဝန်ဟာသားပေါ်မှာရှိပါတယ်ဒါကြီးဩရတအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားခိတ္တကနဘေးဖယ်တော်မူပါတပည့်တော်ဒီစင်ကြီးကိုဆုံးမမယ်ဗျာမြတ်စွာဘုရားကအတနေပါจิตသားတာရိပုတ္တရာဘုရားတာဒါနဲ့ရှင်သာရိပုတ္တရာနောက်ဆုံးသွားတယ်ရှင်သာရိပုတ္တရာနောက်နာကကတ်နေတာရှင်မောက္ကလရှင်သာရိပုတ္တရာနောက်ကကတ်ပြီးတော့ပါလာတာဘယ်သူလဲမရေးတယ်အာနန္ဒောပရဏနဂါမင်းကြီးကိုတော့ဆုံးမလို့ရတာပဲဘာမဟုတ်တဲ့နလာဂီရိဘာလို့ဆုံးမလို့မရမှာလဲအဲ့ဒါနဲ့မြတ်စွာဘုရားထွက်လျှောက်တဲ့ရှင်မောက္ကလန်ကလည်းပဲရှင်ဘုရားမောက္ကလန်ရှင်ဘုရားတပည့်တော်မောက္ကလန်မှာဘုရားတပည့်တော်ဒီနလာဂီရိရှင်ကြီးကိုတပည့်တော်ဆုံးမပါရသေးတော့ဘယ်တကိုးသုံးရမလဲတပည့်တော်တို့မှာတကိုးတွေရှင်ဘုရားအေရတဲ့တောင်ပေးထားတာတကိုးဒီနေရာမှမသုံးရင်ဘယ်နေရာသုံးပါလဲဘုရားတပည့်တော်ဆုံးမပါရသေးတော့ဆိုရှင်မောက္ကလန်ကလည်းပဲဘုန်းကြီးတို့ပြေးတိုင်းရှေ့တန်းကထွက်လာတယ်တဲ့ဘုရားအတွက်ဆိုရင်ဘုရားရဲ့သားတော်တွေက နေသလားပြေးတိုင်းရှေ့တန်းကမမရပြီးတော့ထွက်လာတယ်အဲ့ဒါဘယ်နှပါးထွက်လျှောက်တော့ဆိုအတိတိမဟာတာဝကတဲ့အပါ80တဲ့အပါဘယ်လောက်လဲမဟာတာဝကအပါ80လုံးတပါးကြီးတပါးတပည့်တော်တို့တကိုးနဲ့တားမယ်ဗျတပည့်တော်တို့တကိုးနဲ့တားမယ်ဗျဘုံလုံးထွက်လျှောက်ညစွာဘုရားကတပါးမှလက်မခံဘူးဟိုးတန်ဃာတန်းနောက်နားမှာနေတာဘုန်းကြီးတို့ပြေးတိုင်းညီတော်အာနန္ဒာဘယ်သူလဲညီတော်အာနန္ဒာကစဉ်းစားတယ်ရှေ့ကမဟာတာဝကကြီးတွေလျှောက်နေတာဘုရားလက်မခံဘူးငါသွားလျှောက်လဲလက်ခံမှာမဟုတ်ဘူးငါကသောတာပန်ဟိုကယဟန္တာကြီးတွေဒီယဟန္တာကြီးတွေတောင်မှဘုရားလက်မခံဘူးဆိုရင်တော့ဖြစ်ငါတော့လျှောက်မနေတော့တတ်ချင်လဲတတ်နင်းရင်လဲနင်းနေရင်ငါနင်းနောက်တော်ကြီးဘုရားတော့အနည်းမခံနိုင်ဘူးဆိုပြီးတော့ဘုန်းကြီးတို့ပြေးတိုင်းဘာမှမပြောဘူးဘာမှလည်းမလျှောက်တော့ပဲနဲ့နောက်ကနေပြီးတော့ညီတော်အာနန္ဒာထွက်လာပြီးတော့ဘုရားရှိမတ်တဇုံသွားရတာဇုံသွားရတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကအာနန္ဒာကတော့ကြည်ညိုဖို့တော့ကောင်းတယ်စိတ်ဓာတ်ကဒါပေမဲ့လို့ဒါကသူ့တောင်းဝန်မဟုတ်ဘူးဒါနဲ့မြတ်စွာဘုရားကချက်သားအာနန္ဒာဘေးဖယ်ပါကွယ်ချက်သားအာနန္ဒာဘေးဖယ်ပါကွယ်သုံးကတိတိဘယ်နှခါလဲဘုန်းကြီးတို့ပြေးတာဘေးဖယ်ခိုင်းတယ်မရဘူးမရတဲ့ခါကျတော့မှမြတ်စွာဘုရားကပြောလို့မရတကိုးသုံးမှရမယ်ဆိုပြီးဘုရားကတကိုးတော်နဲ့အာနန္ဒာနောက်ဆုံးပြန်ရောက်သွားစေလို့ဒိဋ္ဌံလိုက်တာရှော့ဆိုဘုရားရှိခိုးကနေအာနန္ဒာပျောက်သွား
ကိုနောက်ဆုံးမှငြိမ်လှုပ်လို့လည်းမရဘူးဒီတိုင်းသွားဖြစ်အကုန်လုံးများစွာဗျာအဲ့ဒီမှာအကုန်လုံးဖယ်ရှင်းတာရှိရနေပြီးတော့ရှေ့ကိုလုံးဝထွက်လာလို့မရတော့ဘူးဒီတိုင်းအာနန္ဒာလေကြောက်ရွံ့ပြုတ်လို့ဖြစ်သွားတာတခါအဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကအကုန်လုံးရှေ့ကလူတွေရှင်းလို့လင်းလို့ပြီးလဲပြီးတော့အဲ့ဒီချိန်မှာဘာဖြစ်လာဒုံးလို့ဆိုတဲ့အခါကျတော့ဘုန်းကြီးတို့ပြေးတိုင်းဘယ်မျိုးကလည်းမသိဘူးအမျိုးသမီးတယောက်ခလေးလေးချီလို့ရောင်တောင်တောင်နဲ့ဝင်လာတာရာတကြိုမျိုးကတော့မဟုတ်တာအမှန်ဘာလို့ဆိုတော့ရာတကြိုမျိုးမှာမနေ့ကညနေလေးကမောင်းထုတ်ပြီးတော့ကြေညာထားတာဘယ်သူကထွက်ရဲမှလည်းလမ်းမဟုတ်ဒီစင်ကြီးเจ้าတို့သိထားပြီးသားဟုတ်အဲ့ဒါဧည့်သည်အမျိုးသမီးဖြစ်လိမ့်မယ်ကလေးလေးကလေးခွင်ပြီးတော့လာအဲ့ဒီအမျိုးသမီးနဲ့ကလေးတွေ့လဲတွေ့ရောဘိတော်ပြေးတိုင်းဘာမှမပြောနဲ့နာလာဂီရိကတခါတည်းနင်းမယ်ဆိုအတင်းပြေးတော့မှမြတ်စွာဘုရားကနာလာဂီရိလမ်းပြောတယ်ဟဲ့နာလာဂီရိစင်ကြီးထိုးရင်ထိုးငါ့ကိုထိုးပါကွာဘာမှအပြစ်မရှိတဲ့တားတဲ့အမိကိုမေးရမ်းမရှာပါနဲ့တတ်ဖို့လှုပ်လိုက်တာအဲ့ဒီကလေးအမေနဲ့ကလေးကိုမဟုတ်ဘူးငါ့ကိုအမေကလည်းစင်ကြီးလည်းပြေးလည်းပြေးတာကောဘုရားချင်ကလေးပြစ်ချပြီးတော့အမေကလည်းအိမ်မော်တက်ပြေးတော့အိမ်မော်တက်ပြေးတော့ဘုရားရှိမှကလေးလေးနာလာဂီရိစင်ကလည်းနှမောင်းကြီးနဲ့အတင်းတကားလည်းရိုက်မယ်ပုံမယ်ထောက်မယ်ထုမယ်အတင်းပြေးလာအဲ့တော့မှမြတ်စွာဘုရားရှင်ကိုတော်မြတ်ကဒီကလေးကိုတတ်ဖို့မဟုတ်ဘူးကွာတဲ့မင်းတတ်ရမှာကငါ့ကိုစိတ်တတ္တိရှိရင်ဒီကိုလားမဆိုင်တဲ့ကလေးပဲကိုလှဲ့မသွားနဲ့လို့မြတ်စွာဘုရားအဲ့ဒီလိုနှုတ်တော်ကနေပြီးတော့မိန်တော်မူတဲ့မိန်တော်မူပြီးတဲ့နေ့တစ်ပြိုင်နက်တည်းဘာလုံးလိုက်တော့ဆိုလို့ရှိရင်ဩဒိဋ္ဌမေတ္တာဗာမေတ္တာတဲ့လေမေတ္တာ2မျိုးရှိတယ်အနောဒိဋ္ဌနဲ့ဩဒိဋ္ဌအနောဒိဋ္ဌဆိုတာကဖြန့်ပြီးတော့ပို့တာစัจ java လာအနန္တကိုဩဒိဋ္ဌမေတ္တာဆိုတာကတယောက်တည်းကိုစူးစိုက်ပြီးတော့ပို့တာကိုဩဒိဋ္ဌမေတ္တာတဲ့အေးဘုရားရှင်ကိုတော်များစัจ java လာအနန္တမှာပြန့်နေတဲ့ကိုတော်ရဲ့မေတ္တာဓာတ်တွေကိုရုပ်သိမ်းပြီးတော့အဲ့ဒီနာလာဂီရိဆင်ကြီးဘောကိုဩဒိဋ္ဌမေတ္တာစူးစူးဆိုင်ဆိုင်ပို့တော်မူလိုက်တာထာကောထိုနာလာဂီရိဆင်စိုးကြီးလာရထိုကာလသမယ၌ဘဂဝါဘုန်းတော်၆စုအောင်လန်းတွင်ဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကြီးသည်နာလာဂီရိဟာထေနာလာဂီရိမြည်ရှိကြော်ကြီးဆင်စိုးကြီးကိုမေတ္တာစိတ်တေနာမေတ္တာစိတ်များအေဒါဖြင့်ဖရီကောင်းစွာမဲ့သွေပို့လွတ်တော်မူလိုက်ပါပေတည်းတလောကလုံးကိုဖြန့်ကျက်ပြီးတော့ပို့ရမယ်မေတ္တာကိုနာလာဂီရိရှင်ကြီးပေါ်မှာပဲစိုက်ပြီးတော့ပို့လိုက်တော့မေတ္တာဓာတ်အေးအောက်ကိုရောက်သွားတာနဲ့တပြိုင်နက်တည်းစင်စိုးကြီးဟာအမှုပြေသွားတယ်တဲ့မပြေသွားတယ်တဲ့စိတ်ထဲမှာလည်းပဲကြည်လင်ပြီးတော့လာတယ်စိတ်ကြည်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုအောက်ကိုလွန်းလို့မြတ်စွာဘုရားရှင်နာကိုလမ်းလို့အမိအောက်ချနှမောင်းအောက်ချနေပဲကြီးကုတ်ပြီးတော့မတ္တဇုံရနေတယ်ဒါနဲ့မြတ်စွာဘုရားကမနောကမေတ္တာနဲ့ဒီစင်ကြီးမလုံလောက်သေးဘူးကာယကမေတ္တာဝစီကမေတ္တာကိုပါငါဘုရားဆက်ပြီးတော့သုံးပါပဲလို့ဆိုပြီးတော့ကာယကမေတ္တာအနေနဲ့ပရိသတ်တွေရဲ့လက်ရလက်တော်ဖြင့်နာလာဂီရိဆင်ကြီးရဲ့ဥခေါင်းတော်ကိုတတ်ပေးတော်မူလိုက်တယ်အဲ့ဒါကာယကမေတ္တာအဲ့ဒါဗာမေတ္တာလေကာယကမေတ္တာဖြင့်ဆင်ကြီးရဲ့ဥခေါင်းကိုတတ်ပေးလိုက်တယ်အတာယာပို့ပေးလိုက်တဲ့နှုတ်တော်ကလည်းပဲမေတ္တာတအပြည့်အဝပါတဲ့မေတ္တာဝစီကံနဲ့တရားဟောတယ်တဲ့မာကုံစရနာဂမာတတော်ဒုက္ခံဤကုံစရနာဂမာတတော်နာဟိနာဂဟာတန္တကုံစရသူဂတိဟောတိဣတောပရံယတောကုံစရာအိုနာလာဂိရိစေမြောင်ကြီးနာဂမကောင်းမှုကင်ငါကဲ့သို့သောဘုရားဆိုတဲ့ဆေမင်းကိုမာအတတော်ညင်းစေလို့တဲ့စိတ်နဲ့မချင်းကလိုက်ပါနဲ့ကုံစရာနာလာဂိရိစေမင်းကြီးနာဂမကောင်းမှုကင်ငါကဲ့သို့သောဘုရားဆိုတဲ့ဆေမင်းကိုအတတော်ညင်းစေလို့တဲ့စိတ်နဲ့ချင်းကချင်းသည်ဒုက္ခဟိဆင်းရဲခြင်းအကြောင်းသာဖြစ်ပါပေကုံစရာအိုနာလာဂိရိစေမင်းကြီးနာဂတဟတနာဂတာတတမကောင်းမှုကင်ငါကဲ့သို့သောစေမင်းကို
ညင်တဲ့နှိမ့်ဆက်လို့တဲ့ပုဂ္ဂိုလ်အတွက်ဣတောဤဘဝမှာပရံတမလွန်ဘဝသို့ရာတော့သွားရသည်ရှိသောဒုက္ခတိကောင်းသောဘဝသို့ရောက်နိုင်ခြင်းသည်နာဤဟောတိမဖြစ်သည်သာလင်သည်ဣတိသောဘဂဝါဘုံတော်လျှောက်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကဣဒာဘာတိကောင်းစွာမဲ့သွေဟောကြားတော်မူလိုက်ပါပေတည်းဆိုလိုက်ပါသူတော်ကောင်းကိုညင်စေလိုညိုညင်ဆင်းရဲရသူတော်ကောင်းကိုညင်စေလိုညိုညင်ဆင်းရဲရဘဝကောင်းတွေလက်လွတ်ချေရှုံးလေမြတ်ဒုက္ခဘဝကောင်းတွေလက်လွတ်ချေရှုံးလေမြတ်ဒုက္ခအဲ့ဒါနာလာဂိရိဆင်ကြီးကိုဟောတဲ့တရားနှစ်ပိုက်ပဲဝစီကမေတ္တာနဲ့နှုတ်တော်ကထုတ်ပြီးတော့ဟောသွားတာသူတော်ကောင်းကိုညှင်းဆဲရင်ညှိုညင်တတ်တယ်ပင်မတတ်တယ်ဆင်းရဲတတ်တယ်ဒုက္ခရောက်တတ်တယ်ဒါကြောင့်မင်းစိတ်ကောင်းလေးထားပြီးတော့နေသားမှာကွာငါတလိษံဆိုပြီးတော့စိတ်မရုပ်ပါနဲ့စိတ်အားတွေမငယ်ပါနဲ့ပညာရှိသူတော်ကောင်းတွေနဲ့တွေ့ကြုံခွင့်ရရင်ရှေ့တက်ဖို့လမ်းပွင့်သွားပြီနာလာဂိရိရေလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘုန်းကြီးတို့ပိဋကရေအဲ့ဒီမှာနာလာဂိရိဆင်ကြီးကိုတရားဟောပါတယ်နာလာဂိရိဆင်ကြီးကိုဟောတော့ဆင်ကြီးငြိမ်သွားတဲ့အခါကျတော့မှလူတွေကတပြေးပြေးနဲ့ဆင်ကြီးနာရောက်လာအဲ့တော့မှလူတွေကအနာကပ်ရတာအနာကိုရောက်လာတဲ့အခါကျတော့မှဘုရားရှင်ကိုရောမြတ်ကလူတွေအတွက်တခါတရားထဟောတယ်မာသမရောမာသပမာရောနာဟိပမာဒသုကတိံဇဝန္တိတေတွင်ညေဝတ္ထကရိတတိယေနတံသုကတိံကမိတတိဆင်ကြီးကိုဥတည်ပြီးတော့လူတွေကိုပါဟောတာဆင်ကြီးကိုဥတည်ပြီးတော့ဘယ်သူကိုပါဟောလူတွေကိုပါဟောတဲ့တရားဘယတတ်တဲ့ကုံစရဩနာလာဂိရိဆင်ကြီးမာသမတော်မရင်မူလိုက်ပါနဲ့ကွယ်မာသပမာတော်ကောင်းမှုကုသိုလ်တရားတွေကိုမမေ့မလျော့မပေါ်မစားလိုက်ပါနဲ့ကွယ်ဤမှန်လားပါပဲဤပမာဒကောင်းမှုကုသိုလ်တရား၌မေလျော်ပေါ်ဆကုန်သောတေထုပုဂ္ဂိုလ်တို့သည်သုကတိကောင်းသောဘဝသို့နာဟိဝဇန္တိမရောက်နိုင်ကြလေကုန်ကုံစရာဩနာလာဂိရိဆင်မင်းကြီးရေနာအကျင့်ကောင်းမှုဖြင့်သုကတိဘဝသို့တွင်ညေဝသင်သည်သာလေကမိတတိလာရောက်ပေလိမ့်မယ်သွားရောက်ရပေလိမ့်မယ်တထတံပုံညံထိုကောင်းမှုကုသိုလ်ကံတရားကိုတွင်ညေဝသင်သည်သာလေကရိတတိပြုရပေလိမ့်မယ်လို့ဘဂဝါဘုန်းတော်ကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းဒီတရားကလူတွေပါသက်ဆိုင်သွားအောင်လို့ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကခေါ်ပါတယ်တရားအနှစ်ချုပ်ကကုသိုလ်မမေ့နဲ့တရားနှစ်ချုပ်ကဗါတယ်လေကုသိုလ်မေ့နေရင်ကောင်းတဲ့ဘဝကိုမရောက်နိုင်ဘူးကိုယ်ဘဝကောင်းတဲ့ကိုရောက်ဖို့လို့ကုသိုလ်တရားပဲလုပ်ရမယ်တဲ့အဲ့ဒါကိုဘုရားရှင်ကိုရောမြတ်ကဟောတော့ဆင်ကြီးလဲငြိမ့်ဒေသနာတော်အဆုံးမှာအဲ့ဒီရာဇဂိုမြို့သူမြို့သားတွေအလုံးကျွတ်တန်းဝင်ကြတယ်တဲ့ရာဇဂိုမြို့သူမြို့သားတွေဘာဖြစ်ကြကျွတ်တန်းဝင်ကြတာဆင်ကြီးလဲလိမ်မာသွားတဲ့အခါကျတော့မှမြို့သူမြို့သားတွေကပါလာတဲ့တပည့်တွေပါလာတဲ့ရွှေတွေငွေတွေအဲ့ဒါတွေအကုန်လုံးချုပ်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ကြီးဆင်ကြီးကိုပေးကြဆင်ကြီးကိုပူဇော်ကြဆင်ကြီးကိုပူဇော်ကြအများကြီးပဲတဲ့ရွှေတွေရောစိန်တွေရောပစိုးတွေအင်ကြီးတွေရောဓနပါဠဆင်ဆိုတာအဲ့ဒါပဲပြေးတယ်ဓနဆိုတာဥစ္စာဓနဆိုတာဘာလဲပါဠဆိုတာစောက်ရှောက်တာဒီဥစ္စာပစ္စည်းတွေကဆင်ကြီးအတွက်ပူဇော်ကြတယ်ဆင်ကြီးကိုပေးကြတယ်ဆင်ကြီးလူစိတ်ပေါက်သွားတော့ဘုရားစကားနားထောင်ပါလို့လိမ္မာရင်ကျေးသွားတယ်အဲ့ဥစ္စာပစ္စည်းတွေအကုန်လုံးဆင်ကြီးနားမှာအပုံလိုက်ကြီးရောက်နေတယ်မြတ်စွာဘုရားကဒီဆင်ကြီးကိုခဏကစပြီးငဘိုးကကြမ်းတမ်းနေတဲ့နာမည်စိုးကြီးဖြောက်
တဏပါဠဆင်တော်လို့ခေါ်စီဘာဆင်တယ်လဲပရိသတ်ရဲ့တဏပါဠဆင်တော်လို့ခေါ်စီနာမည်ပါလှသွားတယ်မလှသွားဘူးလားပထမနာမည်ကြီးကဆိုးလိုက်တာနာလာဂီရိတဲ့ဘာတယ်လဲပရိသတ်ရဲ့အခုဆင်ကြီးနာမည်ကအဲ့ဒါဘုရားကိုယ်တော်တိုင်ပေးတဲ့နာမည်တဏပါဠဆင်တော်လို့ခေါ်စီကဲဒီဆင်ကြီးလေးဒီဥစ္စာပစ္စည်းတွေဘာမှအသုံးမတည့်ဘူးအဲ့တော့ဘုရားကဒိဋ္ဌံလိုက်တယ်မူလငကိုရှိတဲ့ပုဂ္ဂိုလ်တွေကြည်ညိုလွန်းလို့ပေးတဲ့ပုဂ္ဂိုလ်တွေရဲ့လက်ထဲကိုပဲပြန်ရောက်သွားပါစေလို့ဒိဋ္ဌံလိုက်တော့မှဘိန်းတို့ဘိယတကြီးအဲ့ဒါဆွဲကြိုးချုပ်ပေးတဲ့ပုဂ္ဂိုလ်လက်ပင်နဲ့ဆွဲကြိုးပြန်ရောက်လက်ကောက်ချုပ်ပေးတဲ့ပုဂ္ဂိုလ်လက်ထဲလက်ကောက်ပြန်ရောက်ဘုရားဒိဋ္ဌံပေးလိုက်တာအဲ့ဒါမြတ်စွာဘုရားကဂိုင်းငါသားတော်ကြီးလိမ့်ပါပြီကဲပြန်ပြီတော့လို့ဘုရားအိုကောင်းတော့လက်တော်၃ချိန်နဲ့ပို့ပေးလိုက်တာဘိန်းတို့ဘိယတကြီးရိုးမပြန်ဘူးနောက်ဆုံးပြန်တယ်တဲ့ဘယ်လိုပြန်တယ်တဲ့နမောင်းကြီးပေါ်ထောင်ပြီးတော့နောက်ဆုံးဝစ်ပြီးတော့နောက်ဆုံးပြန်တယ်ဘုရားကိုကြောပေးမပြန်ဘူးဘုရားကိုမျက်နှာမူပြီးပြန်တယ်ဆင်းလိမ္မာသွားတာဆင်းပါဖြစ်သွားတာညစွာဘုရားဆွမ်းခံဆက်မကြွဘူးအဲ့ဒီကနေပြီးတော့တန်ခါပရိသတ်နဲ့ကျောင်းတိုက်ပေါင်း18တိုက်ကတန်ခါပရိသတ်နဲ့ကျောင်းတော်ကိုပြန်တယ်ကျောင်းတော်ကိုရောက်တဲ့အခါကျတော့မှဟိုရာဇဂိုမြို့သူမြို့သားတွေကနောက်ကနေပြီးတော့ဘိန်းတို့ပြည်သားကြီးအဲ့ဒါဆွမ်းအုပ်တွေကိုင်းပြီးတော့မြတ်စွာဘုရားထံကိုဆွမ်းလာပို့ကြတယ်တဲ့မြတ်စွာဘုရားနဲ့ကျောင်းတိုက်18တိုက်ကတန်ဃာတော်များအဲ့ဒီရာဇဂိုမှာနေစွန်းဖုံးပေးလို့ပြီးတော့ဓမ္မသဘင်ညီမူရာခမဆောင်ကြီးမှာတန်ဃာတော်တွေစုဝေးလို့ပြီးတဲ့အခါကျတော့မှသင်္ဃာတော်များကမနေ့ကဆွမ်းခံသွားရတဲ့တက်ထိတ်ရင်ဖို့အဖြစ်အလုံးကိုတန်ဃာတော်များဝိုင်းထိုင်ပြီးတော့ပြောနေကြတယ်ရှင်သာရိပုတ္တရာလည်းအံ့ဩဖို့ကောင်းတယ်ကွာရှေ့တန်းကထွက်တယ်ဟိရှင်မောက္ကလန်ကလည်းအံ့ဩဖို့ကောင်းတယ်ကွာရှေ့ကထွက်တယ်ဟိအာနန္ဒာကသောတာပန်တော်မှာရှေ့တန်းကထွက်တာဘုရားဒိဋ္ဌံလိုက်လို့အာနန္ဒာကြီးနောက်မှာကြောက်ရွံ့ကြီးလို့ဖြစ်နေတာကွာနဲ့အဲ့ဒီလိုတယောက်တစ်ခုပြောနေရင်းနဲ့မြတ်စွာဘုရားကြွသွားတဲ့အခါကျတော့ချက်သားတို့မင်းတို့ဘာပြောနေကြလဲမနေ့ကနာလာဂိရိဆင်ကြီးအောင်မြင်တော်မူပုံခံဘုရားတပည့်တော်များပြောနေပါတယ်ဘုရားချက်သားတို့ဆင်ကြီးအောင်တာလဲအောင်တာပဲကွာတဲ့တကယ်တမ်းကျတော့အဲ့ဒါငါဘုရားဝိဘက်လိုက်တာတဲ့ဘုရားဘာဖြစ်တာတဲ့လဲဝိဘက်လိုက်တာဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ဒီဆင်ထိတ်ယောက်ျားဖြစ်စဉ်ကပြည့်စေကဗုဒ္ဓကိုဆင်နဲ့တိုက်တယ်ကောင်းကင်ပြန်တက်သွားတဲ့ကြွကြနေတဲ့သင်္ကန်းကိုဆင်နဲ့ဖွတ်ညက်ကြည့်အောင်ထိုးခဲ့တယ်ကံမဲဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ဒီအဲ့ဒီမှာပြန်လီပြီးတော့ဟောတဲ့တရားဘုန်းကြီးတို့ပြည်တဲ့ဝိဘက်တော်နံပါတ်8ဝိဘက်တော်ဘယ်လောက်လဲကိုင်းဆိုလိုက်ပါဆွမ်းငံကြွားမြထိပ်ပန်းဘုံကျွဲမုံကြဆင်ကြီးခရီးအလဲဒေဝရမိုင်လွတ်လိုက်ပြန်တယ်ရင်ဆိုင်တွေးစင်ဝေးဘယ်ဝတ်နွယ်စင်ထိန်စင်ကြောင်းအလောင်းရှိတော်ရှင်ပြည့်စေကာလံဝအဆုံးဒေါသထားလို့ပြင်မသုံးမုံစင်နဲ့တိုက်ဝဲလိုက်စေဖို့ကြောဆွမ်းငံကြွားမြထိပ်ပန်းဘုံကျွဲမုံကြဆင်ကြီးခရီးအလဲဒေဝရမိုင်လွတ်လိုက်ပြန်တယ်ရင်ဆိုင်တွေးစင်ဝေးဘယ်ဝတ်နွယ်စင်ထိန်စင်ကြောင်းအလောင်းဖြစ်တော်ရှင်ပြည့်စေကာလံဝအဆုံးဒေါသထားလို့ပြင်မသုံးမုံစင်နဲ့တိုက်ဝလိုက်စေဖို့ကြောအထာရောဟပုရိအာသိပိစေကမုနိမုဒ္ဓမံပိဏာယဝိစရန္တံတံအာတာဒေသိင်ကစေနဟံဘေကဝေပရိသလေးပြခြေသားခြေသမီးတို့ပုရိရှိဘဝခါကာလသမယစီတော်ကအထာရောဟစင်ထိန်သမားသည်အာသိဖြစ်ခဲ့ဘူးလေပြီပိဏာယဆွမ်းလုံးကဝိသရန္တံလဲ့လေတော်မူသော
တံပစ္စေကမုနိမௌဓမံထိုမြတ်သောပစ္စေကဗုဒ္ဓအရှင်သူမြတ်ကိုကဇေနဆင်ဖြင့်အဟံငါဘုရားအလောင်းတော်သည်အတ္တတေသိတိုက်ဝေခဲ့ဘူးလေပြီတကားလို့ဘဂဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်း